လူတက်ရင်အလူမြတ်ပဲညောင်စစ်လောက်လူပေမဲ့ညောင်ပင်ကြီးလောက်ရတယ်ဆိုတဲ့စကားလေးကိုကြားဘူးကြမှာပါဒီပုံမြင်လေးတွေကအမတ်ကြီးကလည်းညောင်စစ်လောက်လူခဲ့ပေမဲ့စေရနာကညောင်ပင်ကြီးလောက်ဖြစ်ခဲ့တော့အကျိုးပေးကလည်းညောင်ပင်ကြီးလောက်ပြန်ခံစားခဲ့ရပါတယ်သူလူခဲ့တဲ့မြတ်သောလူကဘာမှဖြစ်မလဲဆိုတာတူတူဖတ်ကြည့်လိုက်အောင်နော်ရှေးအခါကဒေဝတာဆိုတဲ့ရွာလေးမှာဒေဝအမည်နဲ့အမတ်ကြီးတဦးနေထိုင်တဲ့ဒီလိုဒေဝတာရွာရဲ့တာရေးနာရေးစတဲ့ရရအကျိုးကိုဆောင်ရွက်ပြီးတရက်အေးရင်ပြန်မှာတော့ပင်မမှုနဲ့အတူဆာလောင်မှုကလှုပ်ဆော်တော့အိမ်ရှိသူတွေကိုထမင်းပွဲအမြန်ပြင်ပေးဖို့ပြောလိုက်တာပေါ့သူတို့ပြင်ပေးတဲ့ထမင်းပွဲကိုစောင့်ဆိုင်နေစင်မှာပဲအမတ်ကြီးဟာသူ့အိမ်ရှိကုပ္ပစ်လေးပေါ်မှာအမောဖြေနေပါတယ်ပြင်လို့ပြီးတော့တဲ့ထမင်းပွဲလဲကုပ္ပစ်ပေါ်ရောက်လာပြီဆိုတော့အမတ်ကြီးလဲစားနေတာမို့စားဖို့ပြင်လိုက်တော့တာပေါ့ထိုးစင်မှာပဲဆာလောင်မှုသိလွန်းတဲ့ဒဏ်ကြောင့်ခွေးပိန်မာလေးတစ်ကောင်ကအမတ်ကြီးထမင်းပွဲနာချင်းကက်လာလေတယ်တပည့်တွေကခွေးလေးကိုထမင်းပွဲနာနာမကတ်ဖို့မောင်းထက်ကြပြီမဲ့အမတ်ကြီးကတော့သူကိုယ်တိုင်လဲဆာလောင်နေသူမို့ဒီဒုက္ခကိုနားလည်သူပြီးကိုချင်းစာတရားဖြင့်သူစားဖို့ပြင်နေတဲ့ထမင်းတစ်လုံးကိုခွေးပိန်မာလေးကိုချကျွေးလိုက်ပါတယ်ချကျွေးရုံနဲ့မပြီးပဲဝမ်းသာအားရစားနေတဲ့ခွေးလေးကိုကြည့်ပြီးချမ်းသာစေချောင်းစုတွေလည်းတောင်းပေးသေးတဲ့ဒီလိုနဲ့ဒီဘဝကလွန်တော်လဲအမတ်ကြီးကလူပြည်မှာလူပြန်ဖြစ်ပြီးသာသနာပေါင်းဝင်ကအဘယရဟန်းအမည်နဲ့ရဟန်းပြုနေပါတယ်ထိုကာလမှာပဲတိုင်းရင်းပြည်များကမငြိမ်မသက်ဖြစ်ကဒီဝတ္တရွာသူရွာသားများလဲတောနယ်ဘက်တွေကိုရွှေ့ပြောင်းလာကြရပြီးတဘုံရန်ကြောင့်တိတ်ဆောင်နေရသည်တာမကငတ်မော့ခေါင်းပါဘေးနဲ့ရာသီဥတုဆိုးဝါးမှုတို့ရဲ့ဒဏ်ကိုကြီးစွာခံစားနေကြရတဲ့အချိန်ပဲဖြစ်ပါတယ်ရွာသားများကအဘယရဟန်းကြီးကိုသူတို့နဲ့အတူရွှေ့ပြောင်းမှုခေါ်ပြီးမဲ့လဲရဟန်းကြီးကတော့သူ့ရွာမှာပဲနေရခဲ့လေတယ်ထောက်ပံ့ပေးမဲ့ဒါယကာတွေမရှိတော့ရဟန်းကြီးအတွက်အစားရတောက်ရေးဟာခက်ခဲလို့လာတာပေါ့ခက်ခဲခြင်းကိုမမှုပဲရဟန်းကြီးမှာတရင်300အကြောင်းရက်နေ့စဉ်ပြုနေကြကျောင်းတန်ရှင်ရေးစသောလုပ်ငန်းများကိုကိုယ်တိုင်ဆောင်ရွက်ပြီးနေသည်ကိုသတိပြုမိသောကျောင်းတန်အနီးကရုပ်ကစိုးလင်မယားမှာရဟန်းကြီးကိုစွမ်းဆက်ကပ်ဖို့ကြိုးစားပေးကြပါလေတယ်လွန်ခဲ့သောဘဝကခွေးပိန်လေးကိုထမင်းတလို့လူခဲ့တဲ့အကျိုးကအခုအကျိုးပေးခွင့်ကြုံချိန်မှာရုပ်ကစိုးလင်မယားကလူရောက်ဖန်ဆင်းကတသက်တာစွမ်းတရားကအဖြစ်ခံယူခြင်းအဖြစ်ကိုအကျိုးပေးလေတယ်ရုပ်ကစိုးလင်မယားဆက်ကပ်တဲ့စွမ်းကြောင့်ရဟန်းကြီးမှာတရားလို့တွေကိုအပူပင်မရှိပို့ပြီးလှုပ်လာနိုင်တဲ့ခေတ်ကာလကလွန်စွာငတ်မို့ခေါင်းပါဘေးကိုဆက်ရောက်နေတော့လူအချင်းချင်းတက်ပြတ်စားတော့ကြတဲ့အထိဖြစ်လာကြလေတယ်ဒီတော့တပါးတဲ့သတင်းသုံးနေတဲ့ရဟန်းကြီးရဲ့ကြောင်းတိုင်နာကိုလူစုလူမိုက်တွေကချင်းကက်လို့အနေရပြုဖို့ကြံတော့တာပေါ့ကျောင်းတိုင်အတွင်းနေရာနဲ့ရဟန်းကြီးကိုတတ်ဖို့အကြံနဲ့ရှာဖွေပေမဲ့ဘလို့မှရှာမတွေ့ကြဘူးတဲ့ရဟန်းကြီးတမျက်စီလဲတန်ကိုသာကြားရပြီးရဟန်းကြီးကိုတော့မမြင်ရဘူးတဲ့ကွယ်ဒီတော့လူမိုက်တွေလည်းရှာမတွေ့တဲ့အစိုးသူတော်ကောင်းရဲ့တကိုးကြောင့်ရှာမတွေ့တာပဲဆိုပြီးပြင်မမိတဲ့အပြစ်ကိုနှောင်နှရလို့လဲလျှော့တော့ကြပါတော့တယ်အိမ်မောကခွေးပိန်မာလေးကိုထမင်းတလို့လှူုံသာမကခွေးလေးကိုအများကမောင်းထုတ်မိဘေးကိုဟန်နာပေးခဲ့တဲ့အကျိုးကိုပါတခါတည်းခန်းစားလိုက်ရတာပဲဖြစ်ပါတယ်ဒီလိုနဲ့ရဟန်းကြီးမှာရုပ်ကစိုးလင်မယားကလှူဒန်းသောစွမ်းနဲ့တက်ထက်ဆုံးရဟန္တာဖြစ်သည့်အထိအေးချမ်းစွာနဲ့တရားဘာဝနာများကိုပွားများအထုတ်သွားခဲ့လေတယ်ပုံမြင်လေးတဲ့အတိုင်းညီမြပင်သေးငယ်သောအလှူဒါနဖြစ်ပါစေကောင်းမွန်သောကြီးမားသောစေတနာတန်တန်နဲ့သာပေးလူမယ်ဆိုရင်မိမိရဲ့အလှူဒါနဟာမျက်မှောက်ဘဝနောင်ဘဝဖြစ်လေရာနဲ့တန်တရားတစ်ခွင်မှာကြီးမားတဲ့အကျိုးကိုပေးနိုင်မယ်ဆိုတာမလွဲဧကန်ပါပဲဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ profile လေးကမိတ်ဆွေအတွက်ဘူးတရတစုံတရာရစေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်